အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ယခုနေမိစတော်ကြီးဟာတင်ပြဖက်ပြသွားမှာဖြစ်ပါတယ်ခင်ဗျာအစီအစဉ်လေးမစမီကျွန်တော် YouTube channel လေးဟာ like subscribe လုပ်ပေးသွားကြပါခင်ဗျာနေမိစတော်ကြီးရှင်းလွန်ပြီးတော့အခါခါဝိတ္တရတဲ့တိုင်းပတိလာပြည်နိုင်မကတိဝမင်းကြီးတီထိနှန်းဆံမြနေကြီးဟာတိတ်တော်ခေါဝေဘင်းကြီးမုတ်စိတ်စပင်းတို့ကိုပြစ်ပင်ပေးရသည်စတာတဲ့သည်မင်းကြီးဥကောင်းနိုင်ဆံပြတချောင်းတို့လေသည်အချင်းမင်းကြီးရဲ့ဥကောင်းတော်မှာဆံပြတချောင်းကိုတွေ့ပါတယ်ဗျာဘင်းကြီးလည်းထိုးဆံပြကိုရွှေမွေးညက်ပြင်းတော့ကသူ့ကိုဆက်တာသေးတယ်မင်းကြီးဒီဆံပြကိုကြည့်ရင်တောင်ဝေကတရားရလာလေတယ်အေးငါဟာဒီစီစဉ်ကိုဘလောက်ပဲခံစားရဩဇာအနာဘလောက်ပဲကြီးကြီးဗျာတိတရာဆိုတဲ့အရွယ်ရဲ့ပောက်ပြန်ရှင်တို့ကိုလုံဆန်နိုင်ခြင်းမရှိပေဘူးဧကရပင်ဖြစ်ငါအရှင်တင်မင်းစင်းဝင်စမြဲပဲဒီလိုဇာတိစရာဗျာတိမရဏဆိုတဲ့တန်တရားစင်းရဲ့ချင်းကလွတ်မြောက်စေဖို့ရဟန်းဝတ်ပြီးတရားအထုတ်လိမ့်မှာပဲတို့ဖြင့်မင်းကြီးဒီအရှိမင်းသားခေါ်ကခီးနှန်းကိုလွှဲအပ်လိုက်လေသည်ထိုအခါမင်းကြီးကဤတို့မှလိုက်လေသည်စံပြူကိုတွေ့ရင်ငါကဲ့သို့ပင်တောထွက်လောထို့သို့မှားပြီးလေတောထွက်ကရန်ဝစ်သွားလေတော့သည်တို့ဖြင့်နောက်မင်းဆက်တို့သည်စံပြူကိုတွေ့သည်နှင့်တင့်လျော်သူထံထီးနှန်းကိုလွှတ်အပ်ပြီးတောထွက်လေးကြည့်ကြလေသည်မကတိဝမင်းမှ8,300,1990မြောင်ဘယင်မင်း၌နေမေကုမာရဆိုတဲ့အညီခေါ်တင်သောသားတော်တစ်ပါးရှိလေသည်နေမိကုမာရမင်းသားလေးသည်ငယ်စဉ်ကလေးကအလူပေးခြင်းသီလဆောက်တည်ခြင်းဥပုံနေ့တိုင်းဥပုသ်ဆောက်ခြင်းတို့၌ပြုလွယ်လျက်ရှိလေသည်တိတော်ခါဝဲနေမိကုမာရမင်းသား၏ခမည်းတော်သည်သူ၏ဥကောင်း၌သံပီပီချောင်းတွေ့ရသည်တွင်တောင်ဝေကရပြီးဘိုးဘွေးပြပင်တို့ရဲ့ထုံးစံတိုင်းထီးနှန်းကိုစွန့်ပြီးတောထွက်လေမှာပဲတို့ဖြင့်နေမိမင်းသားအားထီးနှန်းကိုအပ်ပြီးတောထွက်သွားလေတော့၏နေမိမင်းကြီးသည်ဤပုတ်တီလာဆောက်ပြီးခြင်းနှင့်အလူပေးခြင်းတို့ကိုစတတ်တော်မူတို့ကပြုလုပ်လျက်ရှိသည်ထို့သို့ပြုလုပ်ရင်တွေ့သောအခါတွင်အလူပေးခြင်းဒါနကုသိုလ်နှင့်တီလာဆောက်တည်ခြင်းကုသိုလ်တို့ဘယ်အသင်းကပို့ပြီးအကျိုးကြီးမှလေလေထို့သို့တူရင်ဆုံးဖြတ်ရန်ကြိုးစားတော်လေမတက်တာပဲရှိလေတော့သည်ဒါနကိုဥစားပေးရမှာလားသီလကိုဥစားပေးရမှာလားသူတော်ကောင်းသူတမြတ်တို့နေမိကုရာမင်းကြီးရင်းတို့ရုံမတန်တရားဖြစ်နေခြင်းကိုတရားမင်းသိလေလေဒီကိစ္စကိုရှင်းလိမ့်မှာပဲတရားမင်းသည်လူပြည်သူဆင်းလာပြီးကိုတင်ပြကအရှင်မင်းကြီးအလူပေးခြင်းဒါနကုသိုလ်ထံစောက်တည်ခြင်းသီလကုသိုလ်ကပို့၍အကျိုးကြီးမှာပဲပါတယ်တရားမင်းသည်ဥပမာတရကညာကဖြင့်ရှင်းပြကနေမိမင်းကြီး၏ရုံမတန်တရားကိုပြင်းကျင်းစေခဲ့ပြီးနောက်နတ်ပြည်သို့ပြန်ရောက်သွားလေတော့သည်တရားမင်းသည်နတ်ပြည်သို့ရောက်လေလျင်နတ်တပင်စည်းဝေးတွင်နတ်သားပေါင်းအားနေမိမင်းကြီး၏ရုံမတန်တရားအကြောင်းကိုပြန်ပြောပြလေသည်နေမိမင်းကြီးဟာဒါနကုသိုလ်များစွာပြုတယ်လို့ဒီလောက်စောက်တည်မှုမှာလည်းများစွာပြုသူဖြစ်လို့အဘယ်ကုသိုလ်ကပိုကျိုးဖြစ်တယ်လဲဆိုတာကိုသိချင်ချတာပဲဖြစ်တယ်။နတ်တာပေါင်းသည်နေမိမင်းကြီး၏ဒါနကုသိုလ်သီလကုသိုလ်ကြီးမှဘုံတို့ကိုချတိလေလေလွန်စွာကြီးညိုလေးသဖြင့်နေမိမင်းကြီးအားနှက်ပြည်သို့ပို့ဆောင်ပေးရန်တရားမင်းကိုဝိုင်းဝန်းတောင်းဆိုကြလေသည်ကျွန်ုပ်တို့ရဲ့ခန္ဓာလာတဲ့နတ်တပင်တို့ကိုလည်းနေမိမင်းကြီးကိုတွေ့မိစေခြင်းတို့ပို့ဆောင်ပေးပါအရှင်တရားမင်းလည်းကောင်းပြီဟုဝန်ခံပလျင်နေမိမင်းကြီးအားပေးဆောင်ရန်ဝိတ္တကြုံနတ်သားကိုဝေဒယန္တယထာဖြင့်ဆဲလွတ်လိုက်လေသည်လူပြည်သို့ရောက်လေလျင်ဝိတ္တကြုံနတ်သားသည်နေမိမင်းကြီးအားအကျိုးအကြောင်းပြောပြတတ်ခါလားဝေဒယန္တယထာဖြင့်နေမိမင်းကြီးကိုပေးဆောင်လာခဲ့လေတော့သည်ယင်းတို့ပေးဆောင်လာရင်ခီးလန်းတစ်ခု၌အရှင်မင်းကြီးကောင်းမှုပြုကျင့်သူတို့ရဲ့ဆံရနှစ်ပြည်၌မကောင်းမှုပြုကျင့်သူတို့ရဲ့ခံရငရဲပြည်အဘဲပြည်စီအလင်တွားကြည့်လိုပါလေဝိတ္တကြုံနတ်တာငရဲကိုဥစွာကြည့်ပြီးမှနတ်ပြည်စီတွားလိုပါလေ တို့ဖြင့်ဝိတ္တကြုံနတ်သားသည်ငရဲပြည်ပြီးဥတည်သွားပြီး
ကြောက်မက်ပွဲငရဲကြီးချစ်ထက်၌ငရဲသားသူဆင်းရဲခြင်းကြီးစွာခံစားရသည်ကိုပြတတ်လေလိုက်တော့သည်ထို့နောက်မှနတ်ပြည်သို့ဥတီတာကအတိတ်ဘဝများကကောင်းမှုကုသိုလ်တို့ပြုလုပ်ခဲ့သည်ဖြင့်ကောင်းစွာခံစားနေကြရသောနတ်သားနတ်သမီးတို့၏ခန္ဓာလာတဲ့နတ်ဘုံနတ်တန်တို့ကိုပြသလေသည်တို့ဖြင့်တာဝရိနာနတ်ပြည်သို့ရောက်လေလျင်မိမိမိကြီးအားနတ်သားနတ်သမီးတို့နှင့်အတူတရားမင်းကစီးကြိုလေသည်မင်းကြီးလူပြည်ကိုမကျင်ပါနဲ့တော့ဒီတာဝရိနာနတ်ပြည်မှာပဲနတ်တို့စည်းစိမ်ကိုခံစားပါလောအရှင်တရားမင်းသူတစ်ပါးပေးတဲ့စည်းစိမ်ချမ်းသာကိုမလို့ရှင်ပါကိုနေတိုက်တအောင်ကိုယ်တော်ကြိုးစားရယူလိုပါတယ်ထို့နောက်နမင်းမင်းကြီးသည်နတ်ပရိသတ်အပေါင်းအားဒါနသီလတို့၏အကျိုးအပြစ်တို့ကိုဟောပြောရှင်းပြခြင်းပြုလေသည်ထို့နောက်မှမူဝိတ္တယုံနတ်သားကဝေဒယနာယထာဖြင့်ပြန်လိုက်ဖို့တဖြစ်မိမိမင်းကြီးသည်လူပြည်သူပြန်ကြွလာခဲ့ပြောသည်မိမိမင်းကြီးသည်သူကိုယ်တိုင်တွေ့ကြုံခဲ့ရသည်ဂရဲပြည်နှင့်မြတ်ပြည်တို့၏အတွေ့အကြုံအကြောင်းအရာတို့ကိုတို့၏ပိဋိပိဒါတို့အားပြပြပြီးသည်ဆုံးမတော်မူလေသည်တင်တို့မကောင်းမှုပြုကျင့်ပါကရဲတို့ဤကံလာမှဖြစ်ပြီးကောင်းကျိုးပြုကျင့်ပါကနတ်ပြည်လာပြီးလက်စည်းစိမ်ခံစားမှဖြစ်တယ်ထို့နောက်တွင်မူနဝိမင်းကြီးသည်ထိနန်းစည်းစိမ်ကိုလက်ပေါင်းများစွာခံစားရင်းဒါနသီလမှုတို့ကိုပြုကျင့်နေခဲ့ပြီးသူ၏ဥကောင်း၌သပင်ဖြူကိုတွေ့ရသည့်အခါတွင်ငါလည်းဇံရသို့ရှင်းမိပဲရှင်မင်းတို့၏ထုံးစံအတိုင်းသားတော်၏ရှင်မင်းသားကာလရထအားထိနန်းလက်အပ်ပြီးလျင်ယဟန်ဝလျက်တရက်ပင်ဥယျာဉ်သို့ဝင်ကဗမာမိဂရာတရားလေးပါးကိုပါစီခြင်းပြုလေရာအတိတ်အဆုံး၌ဗမာပြည်သို့ရောက်ရှိဆံမြရလေသည်